ရန်ကုန်မြို့ရဲ့နာမည်ကြီးကစားကွင်းကတရေရထားမှာတကယ်ပဲတရေချောက်နေတာလားအချိန်က2006-2009ခုနှစ်ဝန်းကျင်လောက်ပေါ့အဲ့ဒီချိန်ကရန်ကုန်မြို့မှာကလေးကစားကွင်းတွေများများစားစားမရှိသေးပါဘူးနာမည်ကြီးကစားကွင်းတွေဆိုလို့ရှုခင်းသားညာကျွန်းသားရန်ကုန်တလိဆန်ဥယျာဉ်တွေကကစားကွင်းကန်တော်ကြီးဖန်တစီဝေါ်နဲ့ဒီကစားကွင်းတို့လောက်သာရှိပါတယ်အဲ့ဒီထဲကမှအထင်ကရပန်းကျင်တစ်ခုတွေကဒီကစားကွင်းကတော့အတော်လေးကိုနာမည်ကြီးခဲ့တာပါအထူးသဖြင့်မြန်မာနိုင်ငံမှာပထမဆုံးလို့ဆိုနိုင်မဲ့တရေအိမ်နဲ့တရေရထားကစားနည်းကိုပါစတင်ထည့်သွင်းနိုင်ခဲ့တာကြောင့်စနေတနင်္ဂနွေနဲ့ရုံးပိတ်ရက်တွေဆိုရင်အတော်လေးကိုစီကားခဲ့ပါတယ်။ဒါပေမဲ့2006ခုနှစ်ရဲ့နှစ်ကုန်ကနေအစိုးရရုံးပိတ်ရက်တရက်မှာတော့အဲ့ဒီပြောရွှင်ကြားကစားကွင်းကြီးဟာလူပေါင်းများစွာအတွက်ထိတ်လန့်တုန်လှုပ်စရာနေရာတစ်ခုဖြစ်သွားခဲ့ပါတယ်။အဲ့ဒီနေ့ကလူစီကားနေတဲ့တရေရထားလမ်းရဲ့တနေရာမှာဝါယာရှော့ဖြစ်ပြီးတော့မီးစတင်လောင်ကျွမ်းခဲ့ပါတယ်။အဆိုပါမီးလောင်မှုဟာကစားကွင်းတဝက်နီးပါးပျက်စီးခဲ့တယ်လို့အမှောင်တွေကတရေအိမ်နဲ့တရေရထားထဲမှာပိတ်မိနေခဲ့တဲ့ကလေးငယ်တွေအပါအဝင်လူ9ဦးအထိအသက်ဆုံးရှုံးခဲ့ရပါတယ်။ဒါဟာမြန်မာပြည်ရဲ့ပထမဆုံးသောကစားကွင်းမတော်တဆမှုကြီးဖြစ်အဲ့ဒီခေတ်ကသတင်းစာတွေနဲ့ဂျာနယ်တွေမှာထိတ်တန့်သတင်းဖြစ်ခဲ့ပါတယ်။ရန်ကုန်စီပင်ကကစားကွင်းပိုင်ရှင်ကိုတရားစွဲဖို့နဲ့ပိတ်သိမ်းဖို့စီစဉ်ခဲ့ပေမဲ့လည်းဘလို့ကြောင့်မသိဒီအမှုကလည်းတဖြည်းဖြည်းမေးပြောက်ခြင်းခံလိုက်ရပါတယ်။နာဂိမုံတိုင်းပြီး2နှစ်အကြာမှာတော့မီးလောင်ပျက်စီးခဲ့တဲ့အဲ့ကစားကွင်းဟာ TV နဲ့ FM ရေဒီယိုတွေမှာပြန်လည်ဖွင့်လှစ်ကြောင်းကြေညာချက်တွေနဲ့အတူတကြောပြန်ရောက်ရှိလာခဲ့ပါတယ်။ကစားကွင်းပြန်ဖွင့်စာမှာလူသိမ့်မရှိပေမဲ့နာမည်ကြီးအဆိုတော်တယောက်ရဲ့ရှိုးပွဲကို free လုပ်ပေးရကနေပြီးတော့လူပြန်စီလာခဲ့ပါတယ်။ဒါပေမဲ့လူစီလာတာနဲ့အမျှကြောက်စရာကောင်းတဲ့ကောလာဟလတွေလည်းပြန်လာခဲ့ပါတယ်။တရေထားစီးရင်နဲ့အမောင်တွေကနေပုံနှံရတာဖြူဖြူအရိပ်တွေမြင်ရတာနောက်ပြီးအမောင်တွေကနေခလေးလက်တွေနဲ့ပခုံးကိုလာကင်တာစတဲ့သတင်းတွေကရန်ကုန်မြို့သူမြို့သားတွေကြားမှာတောမီလိုပြန့်သွားခဲ့ပါတယ်။ပို့ပြီးတော့ထိတ်လန့်စရာကောင်းတာကနိုင်ငံခြားသားတယောက်ရိုက်ခဲ့တဲ့အမှတ်တရဓာတ်ပုံတွေမှာကစားကွင်းကစီစဉ်ထားတဲ့အယုံမဟုတ်တဲ့ကလေး3ယောက်ရဲ့ပုံရိပ်တွေပါလာခဲ့တာပါပဲမီးလောင်မှုမှာအစိမ့်တည်ခဲ့ရတဲ့ကလေးတွေကမကျွတ်လွတ်သေးဘူးဆိုတဲ့သတင်းတွေကြောင့်တရေထားစီသူတွေကိုဝင်ပူးတာတွေငိုတန်ကြားတာတွေဖြစ်လာပြီးတဲ့နောက်မှာတော့ကစားကွင်းကိုနောက်တစ်ချိန်ထပ်မံပိတ်သိမ်းခဲ့ပါတယ်2010နောက်ပိုင်းမှာတော့မျိုးပြစီမံချက်တွေအရဒီကစားကွင်းကိုတပတ်ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်အခုချိန်မှာတော့တရေအိမ်နေရာကိုပြောင်းလဲဖြစ်ခဲ့သလိုတရေရထားကိုလည်းရခင်မတော်တဆဖြစ်ခဲ့တဲ့ပြေးလန်းနေရာကိုခြံလှပ်ထားခဲ့ပါတယ်အခုနောက်ပိုင်းမှာတော့ဘာသာတင်းမှမကြားရတော့ပေမဲ့ထူးခြားချက်တစ်ခုကတော့တရေရထားစီးရင်နဲ့ဓာတ်ပုံမရရဆိုတာကိုတော့ကန့်သက်ထားတော့မှာပဲနောက်ထပ်ကြားစကားတစ်ခုကတော့ရထားလမ်းဘေးကရုပ်ထုတွေကြားမှာကလေး3ယောက်ပုံစံရုပ်ထု3ခုရှိပြီးတော့အဲ့ဒီနံရံရဲ့အနောက်ဘက်ဟာအရင်ကကလေးတွေတည်ဆုံခဲ့တဲ့နေရာလို့ဆိုကြပါတယ်။တင်ရောဒီကစားကွင်းကိုရောက်ရင်တရေထားစီးဖို့တတိရှိရလားတကယ်လို့စီးဖြစ်ခဲ့ရင်လည်းအဲ့ဒီနံရံနာရောက်တဲ့အခါတစ်ခုခုကိုတတိထားပြီးတော့နားဆွင့်ကြည့်ဖို့မမေ့နဲ့နော်။